တရုတ်စတိုင်ချက်တာတုပ်လေးလောက်စားကြမယ်နော်အရင်ဆုံးချက်ပောင်ကိုဂျင်းချက်သွန်ဖြိုးစပလင်ရယ်နည်းနည်းမြင့်ရယ်မွန်လောင်ဦးနေရောနဲ့စားလေးပါနဲ့ထည့်ပြီးတော့ခဏပြုတ်ထားမယ်နော်မြုပ်သည့်အနီပွားတော့ရချက်သွန်ဖြူချက်သွန်မိန်းနန်းပင်စမိတ်ပင်တို့ကိုထည့်မယ်ပေါ့နော်မြုပ်သည့်ချက်မောကတော့ကိုစားတော့ထည့်လိုက်ရပါတယ်နန်းရယ်စီကိုကျတော့အပူနည်းနည်းလေးပေးမယ်ပေါ့နော်ပြီးရတယ်ထည့်လိုက်မယ်ဒီနေရာမှာစီအရင်မပူဘူးတော့သတိထားပြီနော်ဒါကတော့ချက်သားနဲ့လို့ထည့်တော့ဖို့အတွက်မွန်လောင်ဦးနေနဲ့တခွားသီးကိုချစ်နေရပါတော့ကိုချစ်ချင်တဲ့ပုံစံချစ်လို့ရပါတယ်ချက်သွန်နေလေးနည်းငယ်ထည့်မယ်သုံးမဲ့ဟာရဲ့ကလုံးစင်သေးဖြစ်ပြီဆိုတော့ချက်သားလေးကိုဖွင့်ကြည့်လိုက်မယ်ချက်သားလေးရပါပြီအဲဆိုတော့ဆယ်လိုက်မယ်ဟင်းရည်လည်းရပါပြီပြီးရင်လည်းဆောဆောချက်သားတွေကိုကလုံးနှောက်မယ်ပေါ့နော်နှောက်ပြီးရတဲ့ထည့်တော့ဖို့လုပ်ပါတော့မယ်နောက်ပြီးမြေပဲစံလေးနည်းငယ်မှာထည့်ပါမယ်ပြီးရတဲ့ကလုံးရောသမမွေပြီးတော့နေမယ်ပေါ့နော်နေပြီးရတဲ့ကိုစားချင်တဲ့အရာတာကိုစားချုံမုံငန်းများရေးတံမြာသီးတို့ထည့်ပြီးတော့စိတ်ကြိုက်စားလေးရပါတော့။မနေ့ကတံမြာသီးမများလေးနဲ့ချစ်ချင်းဆက်ဆက်လေးကြိုက်တယ်ဆိုတော့ share ပဲ။ Okay ရပါပြီ။ဟဲ့မောင်။ကဲဒါကဘာဖြစ်သွားရရုပ်လဲကိုချက်ကိုကောင်းကိုလုတ်ကိုကောင်းပေါ့နော်အရင်စားကောင်းပါတယ်တီတီမိမိလေးနဲ့တကယ်ရရတာရှိရပေါ့နော်အားလုံးပဲလှုပ်စားကြည့်ကြပါနော်ဒီနေ့ဘယ်နည်းဘလော့ရဒီတော့ပါပဲနောက်နေ့မှလည်းဘယ်နည်းပါဘလို့ထပ်စားပြီးတော့ဘလို့တွေချက်ပြအောင်လဲဆိုတော့အောင်လဲဆက်မှကြည့်ရှုပေးကြပါအောင်နော်အောင်လဲတက်တာပါ